အရင်ကကျွန်တော်အရန်ပြင်းတယ်ကိုလည်း confidence မရှိဘူးကိုလည်းအားများခဲ့ဒါပေမဲ့ဒီလိုပဲဆက်နေလို့မရတော့ဘူးဆိုတာသိလိုက်ကြတဲ့ကကျွန်တော်စပြီးပြောင်းလဲဖို့တွေးလိုက်တယ်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ဇင်ကိုရေးပါဒီ channel မှာကျွန်တော်ကတော့ fitness self improvement mindset ပိုင်းဆိုင်ရာအတွေ့အကြုံတွေကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်လွန်ခဲ့တဲ့အချိန်တော့ကျွန်တော်ဘဝရီမန်းချက်လည်းမရှိခဲ့ဘူးအိတ်လိုက်တနေ့ကုန်အိတ်လိုက်စားလိုက်နေပဲအဆင်ပြေနေခဲ့ရလေ့ကျင့်ကလည်းမလုပ်စားချင်တာလည်းမစားကို view မစားဘူးအဲ့ဒါနဲ့ပဲကိုမှန်တယ်ပဲကြည့်ပြီးတော့ငါဒီလောက်ပဲလားဆိုပြီးကိုစိတ်ပြင်းမိခဲ့တယ်ဒီနေ့မှာကျွန်တော်ကကိုမေကုန်းတစ်ခုမေးခဲ့မိတယ်အမေကုန်းကဘာလဲဆိုတော့ငါဒီတိုင်းပဲစက်နေတော့မှလားဒါမှမဟုတ်ငါပြောင်းလဲမှလားဆိုရင်မေကုန်းကိုမေးခဲ့တယ်အမေကုန်းကပဲကျွန်တော်ဒီနိုးထားခဲ့စီရပါတော့အဲ့ဒီအနေနဲ့ကျွန်တော်ကိုအသေးဖွဲလေးကနေစပြီးပြောင်းလဲတယ်မနက်စောစောထားရဲလေ့ကျင့်ခန်းတွေလည်းပုံမှန်ပြန်လုပ်တယ်အစားအစာတွေလည်းတေချာစားခက်ခဲပေမဲ့ကျွန်တော်တနေ့ထက်တနေ့ပိုပြီးကြိုးစားနေရတယ်ကျွန်တော်ခံစားခဲ့ရတယ်ကျွန်တော်ခုဒီ perfect ဖြစ်နေတဲ့လူတယောက်လည်းမဟုတ်သေးဘူးဒါပေမဲ့တေချာတစ်ခုကတော့မနေ့ကထက်ဒီနေ့ကပိုကောင်းလာကျွန်တော်ပိုကောင်းလာတယ်ကျွန်တော်လည်းပြောင်းလဲနိုင်တယ် brother ကိုလည်းပြောင်းလဲနိုင်တယ်ဆိုတော့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်ရည်ရွယ်ချက်ကတော့ကျွန်တော်တို့တိုးတက်ချင်တဲ့လူငယ်တွေပင်နာတွေအတွက်ပိုပြီးကျန်းမာပိုပြီးတော့ယုံကြည်မှုရှိတဲ့ဘဝတစ်ခုရအောင်အတူတူကြိုးစားဖို့ပါဒီလိုကိုယ်တိုင်မျိုးစိတ်ဝင်စားရဆိုရင်တော့ like လုပ်ပြီးကျွန်တော်ရဲ့ channel ကို subscribe လုပ်ပေးခဲ့ပါကျွန်တော်တို့ရဲ့ journey ကိုအတူတူစတင်လိုက်ကြရအောင်